မင်္ဂလာပါဗျာနော်ကျွန်တော်ရဲ့ဒီဗီဒီယိုမှာကြတော့ထမိုင်ဆိုတဲ့စကားပါနော်ထမိုင်ဆိုတာကြတော့ဘာလို့လဲလို့အဓိပ္ပာယ်ရတယ်ထမိုင်ဆိုရင်ဘာလို့လဲလို့အဓိပ္ပာယ်ရပါတယ်အဲ့ဆိုဒီမှာသူ့ရဲ့ရှေ့မှာထည့်ပြီးမေးလို့ရတယ်ဥမာစကားလုံးတွေကိုလေကင်ထမိုင်ဘာလို့စားတာလဲမာထမိုင်ဘာလို့လာတာလဲထမိုင်ဘာလို့လောက်တာလဲဆိုပြီးတော့သုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်ပြောချင်တာတော့ဒီနေ့မှာတော့တကယ်တော့စကားလုံးကတော့ဘယ်လိုပြောရပါတယ်ထမိုင်ဆိုတဲ့စကားလုံးတို့တော့ကျွန်တော်တို့ကအခြေခံသင်ပေးတာဆိုတော့ဒီအလွယ်ဆုံးမှတ်လို့ရအောင်လှုပ်ရှားတဲ့စကားလုံးကတစ်လုံးနဲ့ပေါ့နော်အဲ့လိုဆိုရင်ဥမာထမိုင်ဆိုဆိုတာလောက်တာလေထမိုင်ကဘာလို့လဲဆိုတော့ဘာလို့လောက်တာလဲပေါ့အဲ့လိုဆိုရင်တစ်လုံးနဲ့ဆိုရင်ရှေ့မှာထားပြောလိုက်ထမိုင်ဘာလို့လောက်တာလဲကင်ထမိုင်ဘာလို့စားတာလဲကင်ကတစ်လုံးနဲ့ဟိုတကယ်လို့အဲ့ဒါကိုစကားလုံးကများသွားပြီဆိုရင်နောက်မှာပဲထားလိုက်ထမိုင်ရဲ့နောက်မှာထားလိုက်ဥမာထမိုင်မိတ်မာဘာလို့မလာတာလဲထမိုင်မိတ်ပိုင်ဘာလို့မသွားတာလဲထမိုင်မိတ်ရာကင်ဘာလို့မစားချင်တာလဲထမိုင်ရာပိုင်းပစ္စည်းဘာလို့ပစ္စည်းသွားချင်တာလဲအဲ့လိုမျိုးစာကြောင်းကအရှိဆိုထမိုင်ရဲ့နောက်မှာထားလိုက်ပေါ့တစ်လုံးနဲ့ဆိုထမိုင်ရဲ့ရှိမှာပဲထားလိုက်ထမိုင်ဘာလို့လောက်တာလဲကင်ထမိုင်ဘာလို့စားတာလဲပေါ့နော်အဲ့လိုလေးမှတ်ပေးပါအဲ့ဆိုရင်တော့ဒါထမိုင်ပေါ့နော်နောက်တစ်ခုကျတော့ဖရော့အရိုင်းဒါမှမဟုတ်လေဖူးအရိုင်းလို့ဖတ်ပါတယ်ဘာအတွက်ကြောင့်လဲလို့အဓိပ္ပာယ်ရပါတယ်ဘာကြောင့်လဲဘာအတွက်ကြောင့်လဲပေါ့နော်ဖူးအရိုင်းဖရော့အရိုင်းလို့မေးပါတယ်ဒီထမိုင်နဲ့ခက်စင်စင်ပါပဲနော်ဒီနေ့ကျွန်တော်မနေ့ပြန်အလုပ်မလာဘူးဆိုထမိုင်ဘာလို့လဲပေါ့အဲ့ဒါလဲရတာပဲဒါမှမဟုတ်လေမနေ့ပြန်ကျွန်တော်အလုပ်မလာဘူးတော့ဆိုဖူးအရိုင်းဘာအတွက်ကြောင့်လဲဒါပေမဲ့ကျွန်တော်ကတော့တင်တာဆိုတော့အကုန်လုံးတင်ပေးထားတဲ့တဘောပေါ့တကယ်တော့3ပုံ3နည်းခက်စင်စင်လေးပါပဲနော်အဲ့ဆိုတော့ရမယ်ထင်ပါတယ်နော်အဲ့ဆိုကျွန်တော်ရဲ့ဒီဗီဒီယိုပိတ်လိုက်မယ်နော်